တချိန်ကအန်းစုကိုအိုဘုံစော့နဲ့ယွန်းရှီအုံတို့၃ယောက်ဟာအရင်ဒီဆုံးနေလာခဲ့ကြပြီမဲ့ဘာမဟုတ်တဲ့ပြဿနာကြောင့်သူ့ကိုအကြီးမားဆုံးထိခိုက်သွားခဲ့တဲ့မှတ်ညံနဲ့တခုတည်းသောအိမ်မက်ဆိုးဟာရှီအုံကိုအိတ်ဖို့ခက်ခဲလာသေးပါတယ်ထိုအကြောင်းအရာတွေကိုသူ့အမိအပ်ထားတဲ့စိတ်ကြမ်းမာရေးဆရာဝန်ကဆွေးနွေးဖို့တောင်းဆိုတော့လဲပြန်အမှတ်မရလို့တာကြောင့်အိမ်မက်ကအိမ်မက်တပဲလို့သာပြောခဲ့ပါတယ်ဒေါသနဲ့အပြင်းထန်ဖြည့်ရှင်းမိခဲ့သူရှီအုံကိုပြောဆန်းအထက်တန်းကျောင်းနဲ့တကွစိုးကကျောင်းနေမှာပါတက်မရအောင်ပိတ်ပင်ခဲ့တဲ့ဘုံစော့ရဲ့အဖေကြောင့်ပဲရောင်တံဘုံကအွန်ချမ်းအထက်တန်းကျောင်းထံပြောင်းရွှေ့လာခဲ့ရပါတယ်။နိုင်ထက်စီနင်ပြုမှုတတ်တဲ့ကျောင်းသားပေါင်းများစွာရှိတဲ့ထိုကျောင်းကကျောင်းသားတွေဟာရခင်ကျောင်းအဟောင်းမှာကျောင်းသားတယောက်ကိုတတ်ခဲ့တယ်ဆိုတဲ့ကောလာဟလတွေကြောင့်အိမ်မပျော်တဲ့ယောဂဆွဲကပ်နေသူရှင်ဝန်းကိုစိုက်ကိုကောင်အဖြစ်ဘေးမဲ့လွတ်ထားကြပါတယ်။ထိုအချိန်အိတ်ကြီးတလုံးလွယ်လာတဲ့သောကျွန်းထဲဆိုတဲ့ကျောင်းသားဟာအိတ်ဖို့ကြိုးစားနေတဲ့ရှင်ဝန်းရဲ့ခေါင်းကိုဝင်တိုက်မိသွားတာမို့တောင်းပန်ခဲ့ပေမဲ့ပြန်အိတ်နေလိုက်ပါတယ်။ကျွန်းထဲဆိုတဲ့ရိုးရိုးအားကျောင်းသားကိုတကြောင်လုံးကခိုင်းပတ်ဖြစ်သတ်မှတ်ပြီးပစ္စည်းနဲ့မုတ်ဝယ်ပို့ခိုင်းတာမျိုးအဝယ်မားရင်ခေါ်ပြီးပုံစံပေးတာမျိုးနဲ့ဆက်ဆံကြပါတယ်။တနေ့တာထိုလုပ်ငန်းစဉ်ပြီးတာနဲ့ဘဲကျောင်းသားကဘာဖုန်းကင်နေဆိုတဲ့စီးရင်ကိုပြုစုရတဲ့အခါတကြောင်လုံးမှာယွန်းရှီဝန်းဘဲဖုန်းမျိုးစားကင်နေဆိုတဲ့အကြောင်းမသိရသလိုမှတ်ချက်မှာပါမနစ်ကကျောင်းပြောင်းလာတဲ့ကျောင်းသားမို့သွားမထီရလို့ရေးထားပါတယ်ဒီတော့ကျောင်းလူမိုက်တွေအနိုင်ကျင့်မခံရအောင်ထိုကွက်လက်ကိုဖြည့်ဖို့အတွက်ရှီဝန်းနောက်လိုက်ခအတုံးပြူနေတဲ့ဖုန်းမျိုးစားကိုပြောပြဖို့တောင်းဆိုခဲ့ပေမဲ့ကျောင်းတော်နိုင်လုံးနဲ့ကိစ္စမှုမဖြေဘဲလှည့်ထွက်သွားပါတယ်ကျောင်းရဲ့လူမိုက်ချွဲယုံမှဆိုသူကအားနေတဲ့ကျောင်းသားတွေကိုသူကာကွယ်ပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ထိုကျောင်းသားတွေကိုအတုံးချပြီးအခြားလူတွေရဲ့ဖုန်းတွေခိုးယူခိုင်းနေသူဖြစ်ပါတယ်။အဲ့လိုခိုးယူရရှိတဲ့ဖုန်းစင်းရင်ကိုဂျွန်ထဲထန်ကတောင်းယူကြည့်တော့သွားမထီရဆိုတဲ့ရှင်ဝန်းတွက်မှတ်ချက်ကိုမြင်ပြီးမေးခွန်းထုတ်ပါတော့တယ်။အထောင်းသက်တောင်ရှင်ဝန်းကြောင်းပြောင်းလာစဉ်ကဟေယိုမန်နဲ့ရန်ဖြစ်မလို့ဖြစ်သွားပေမဲ့ဆရာတွေဝင်လာတဲ့အတွက်ပွဲမဖြစ်လိုက်ပဲရှင်ဝန်းကိုချွဲယုံမှန်ကိုယ်တိုင်ကင်တွယ်ဖို့သူကလက်ဆောင်ပေးနေတာဖြစ်ကြောင်းအလျှောက်ကောင်းကောင်းနဲ့ပြန်ဖြေလိုက်ပါတယ်။သို့ပေမဲ့ပါဇက်ကထွက်သွားတဲ့အထိပ္ပယ်ကတော့ယွန်းရှင်ဝန်းရိုက်တာခံရမှာဆိုတဲ့သဘောဖြစ်သွားတာမို့ရှယ်အကျွေးခံရပြီးဖုန်းရအောင်ယူရန်တတိပေးလိုက်ပါတယ်။ဒီရဒါကြောက်ရသူဂျွန်ထဲတယောက်အတန်းချိန်အတွင်းမှာတင်ထားတဲ့ဖုန်းအိတ်ထဲကယွန်းရှင်ဝန်းရဲ့ဖုန်းကိုယူထားလိုက်ပြီးကြံဖုန်းတွေသွားပြန်ပေးခဲ့ပါတယ်။အတန်းပေါ်အားလုံးကိုဖုန်းကိုယူပြီးတဲ့အထိစောင့်နေတဲ့ရှင်ဝန်းတယောက်သူပဲကြံတော့တဲ့အချိန်ကြာမှထားယူဖို့ကြိုးစားပေမဲ့သူ့ဖုန်းမတွေ့ရတာနဲ့ဂျွန်ထဲကိုလမ်းမေးပါတယ်။ယူချင်းအောင်ဆောင်ပြီးသူလည်းမသိကြောင်ရှင်းပြနေတဲ့ဂျွန်ထဲရဲ့ဒဏ်ရာတွေကြောင့်စက်မမေးတော့ပဲထွက်သွားပါတယ်။ရှင်ဝန်းရဲ့ဖုန်းကိုချွဲယူမှန်တို့အဖွဲထံသွားပေးပြီးထွက်လာတော့သူ့လိုက်ပြသူမလုံတဲ့ဂျွန်ထဲတယောက်ရှင်ဝန်းရဲ့ဖုန်းပြောက်သွားတဲ့ကိစ္စအတွက်ဖုန်းအသစ်ဝင်သူ့ပါစံစိုက်မယ်လို့တီးတီးတသာဝန်ခံနေရကြောင်းဂျွန်ထဲဘာတွေလုပ်နေလဲသူသိတဲ့အကြောင်းနဲ့အဲ့ဒါတရေဘောကြောင့်နဲ့လုပ်ရက်ပဲလို့ပြောပြီးထွက်လာခဲ့လိုက်ပါတယ်ဖုန်းအသစ်လိုက်ဝယ်ပေးနေတဲ့ရှင်ဝန်းရဲ့မိခင်ဟာသူမသားကိုနောက်နှစ်နိုင်ငံခြားပညာတော်သင်ဆေလွှတ်ဖို့အသိပေးနေပါတယ်အိတ်ဆေးမျိုးစုံဆွဲတောင်းနေရတဲ့ရှင်ဝန်းဟာသူအိတ်မပျော်တဲ့အချိန်တိုင်းဆေးရုံကတင်မှာပြန်မထနိုင်သေးတဲ့အန်းစုဦးထံသွားကတနေ့တာ